ပြင်မှာကပုံမှာ400စက္ကူပုံမှာ400စက္ကူ400စက္ကူ400စက္ကူဆိုလို့ရှိရင်နော်400စက္ကူဆိုရင်ဘာသိရမလဲဆိုတော့ပုံမှာ415ကိုသိရမယ်အဲ့ဒါညာအဲ့ဒီဆိုတော့ပေါက်ယူတာဟုတ်နော်ဒါကကြောင့်အတိတ်ပဲဖွင့်ဆိုခြင်းဒါကကြောင့်ပြစ်တယ်နော်အမှုတွေလိုက်တဲ့အခါမှာနော်ဒီပုံမှန်400စက္ကွန်နဲ့ပတ်သက်ရင်အတိတ်ပဲသတ်မှတ်ချက်ကိုဒီ definition ကိုနားလည်အောင်လုပ်ပြီးတော့လိုက်ရတာနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ပုံမှန်400စက္ကွန်မှာဆိုလို့ရှိရင်နှစ်ပိုင်းရှိတယ်နော်ငွေကြေးတွေလိမ်လည်သွားရင်လည်း400စက္ကွန်နော်နောက်တော့ကာမတွေလိမ်လည်သွားရင်ရော400စက္ကွန်အဲ့တော့ဒီမှာနှစ်ပိုင်း sorry ဒီမှာနှစ်ပိုင်းလူရှိမယ်ကာမရှိမယ် sorry လူလို့မပြောငွေပေါ့ငွေဒါကြတော့လူရဲ့ကာမကိုရရှိနော်အဲ့လိုနှစ်ပိုင်းရှိတယ်အဲ့တော့415မှာနော်415ရဲ့အတိတ်ပဲဖွင့်ဆိုချက်ကလေးကိုနည်းနည်းပြောပြမိသူမဆိုးတဲ့တူတယောက်တော်သူအားလှည့်ပြားခြင်းဖြစ်တယောက်ကနေပြီးတော့အခြားသူကိုလှည့်ပြားလိုက်တယ်အဲ့ဒီလိုလှည့်ပြားခံရသူတဦးကနေပြီးတော့သူ့ရဲ့ပစ္စည်းကိုပေးအပ်စေမယ်ဆက်လက်ထားရှိစေမယ်နော်အဲ့လိုဖြစ်အောင်လင်းလေလှည့်ပြားလို့တော့သဘောနဲ့နော်အဲ့လိုလင်းလေလှည့်ပြားတာဖြစ်တဲ့အပြင်မယိုးမဖြောင့်တော့သဘောပါရမယ်နော်မယိုးမဖြောင့်တော့သဘောနဲ့ကဲလှည့်ပြားတယ်ဆိုလို့ရှိရင်ကွယ်နော်ကြော်ဖတ်လိုက်မယ်နော်လှည့်ပြားတယ်သွေးဆောင်တယ်ဆိုလို့ရှိရင်နော်အဲ့ဒီပြုလုပ်မှုတွေပြက်ကွက်မှုတွေဟာအဲ့ဒီလှည့်ပြားခံရတဲ့သူရဲ့ကိုယ်ခန္ဓာစိတ်တွေဂုဏ်တရေတွေပစ္စည်းတွေကိုပျက်စီးနစ်နာစေတယ်အန္တရာယ်ရှိနိုင်စေတယ်ဆိုလို့ရှိရင်ဒါဟာလင်းလည်မှုရောက်တယ်နော်အဲ့ဒီဒါအခုပုံမှာ400စက္ကွန်မှာနှစ်ပိုင်းရှိတယ်နော်ခုနကငွေကြေးတွေလိမ်လည်တာနော်ပစ္စည်းတွေလိမ်လည်တာရှိသလိုခုနကလူခန္ဓာကိုယ်ရဲ့ကာမကိုလိမ်လည်လှည့်ပြားသွားရင်ပေါ့ပုံမှာ400စက္ကွန်ရတရားဆိုတယ်တရားဆွဲတဲ့အခါမှာပုံမှန်415ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုကြည့်ရတယ်နော်ကိုနော်တရားဆွဲတဲ့သူကနော်တရားဆွဲတဲ့သူကလိမ်လည်ခံရမယ်နော်လှည့်ပြားခံရမယ်နော်တရက်ခံကနေပြီးတော့ကိုသွေးဆောင်သွားရမယ်နော်အဲ့ဒီလိုသွေးဆောင်သွားတဲ့အပေါ်မှာကိုကနေပြီးတော့ပေးလိုက်ရတာနော်နောက်ပြီးတော့ခုနကကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးပေးလိုက်ရတာယုံကြည်ပြီးတော့ပေးလိုက်ရတာအဲ့ဒါဆိုလို့ရှိရင်နော်ခုနကတိုင်ကြားတဲ့သူကတရက်လိုကသူ့ရဲ့ခန္ဓာကိုယ်ကာမရယူသွားတယ်ဆိုတော့သူကိုစိတ်ဂုဏ်တရေနော်ထိခိုက်နစ်နာတယ်ဆိုလို့ရှိရင်ဒီပုံမှန်400စက္ကွန်ရတရားဆွဲလို့ရတယ်နော်တရားဆွဲလို့ရတယ်အဲ့ဒီမှာလေပုံမှန်420ငွေကြီးတွေနဲ့ပတ်သက်ရင်ပုံမှန်420လေနော်လိမ်လည်မှုတွေမှာ400စက္ကွန်ရှိတယ်420ရှိတယ်420ဆိုလို့ရှိရင်လည်းဒီအဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့အတူတူပဲเนาะအဲ့တော့415မှာဆိုလို့ရှိရင်400စက္ကွန်ရှိတယ်420ရှိတယ်เนาะသူကကြတော့အဖိုးတန်နဲ့เนาะစာမစာတန်းကြီးเนาะအဲ့ဒါဆိုလို့ရှိရင်420ပေါ့เนาะပြောရမယ်ဆိုလို့ရှိရင်လူဘိန်းနားလဲအောင်เนาะဒီမှာမပြထန်းထားအောင်เนาะဒဏ်ရာတွေမှာတာမန်ဒဏ်ရာအပြင်းထန်ရာရှိတယ်လို့လိမ်လည်မှုတွေမှာတာမန်အပြင်းဆိုတဲ့ပုံစံလေးเนาะဒီမှာမပြထန်းထားအောင်เนาะကျွန်မပြောထားတယ်เนาะဒါကျွန်မကနားလဲလွယ်အောင်ပြောပြတာเนาะဆရာမကလည်းပြထန်းတဲ့ဟာတွေမပါတာတွေသင်နေတယ်လို့ဖြစ်မှာဆိုလို့เนาะတရားကြတော့ခုနကငွေကြေးပမာဏเนาะဟုတ်ပေါ့ကိုယ်ကစမ်းမစားရန်ဒီကြံတွေကွယ်သိရမှာကြံတွေအဲ့လိုမျိုးပေါ့နော်ဟိုကကျတော့ငွေကပမာဏနည်းတယ်ပေါ့နော်ကျန်တဲ့အတိတ်ကဖွင့်ဆိုချက်အတူတူပဲပေါ့နော်အတိမှာဆိုလို့ရှိရင်ဒါကို3နှစ်ထိ
နော်ထောင်တန်းချမှတ်နိုင်တယ်နော်3နှစ်ထိထောင်တန်းချမှတ်နောက်တစ်ခုလေအဲ့ဒီမှာလေ415မှာလေရှင်းလင်းချက်ကလေးရှိတယ်နော်ရှင်းလင်းချက်ကလေးရှိတယ်ဒီ415မှာရှင်းလင်းချက်ကလေးတစ်ခုရှိတယ်အဲ့ဒီရှင်းလင်းချက်မှာဆိုလို့ရှိရင်မယိုးမဖြောင့်တဲ့သဘောနဲ့အကြောင်းအရာများကိုထိန်ချန်ထားတာနော်မယိုးမဖြောင့်တဲ့သဘောနဲ့အကြောင်းချင်းရာကိုထိန်ချန်ထားရင်လေဒါကလှည့်ပြားမှုမြောက်တယ်နော်အကယ်၍သူ့မှာမိန်းမရှိတယ်ကွယ်မိန်းမရှိတာကိုထိန်ချန်ထားတာလို့အကြောင်းချင်းရာကိုနော်ထိန်ချန်ထားတယ်အဲ့တော့ဘယ်အကြောင်းအရာပဲဖတ်နော်အဲ့ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ကဘလို့တွေဖွင့်ဆိုထားလဲရှင်းလင်းချက်ကဘာတွေလဲသူ့မှာချွင်းချက်ကဘာတွေလဲနော်အဲ့လိုမျိုးလေးအသေးစိတ်ဖတ်ရမယ်နောက်တစ်ခုကကျတော့ခဏကတာရကတွေနော်ရှိတယ်အဲ့ဒါတွေလည်းဖတ်အဲ့လိုမြင်များဖတ်မှာနားလဲတာအပေါ်ယံကြောမဖတ်နဲ့လို့ပြောချင်တာနော်နောက်တစ်ခုကကျတော့ခဏကမယိုးမဖြောင်းတဲ့သဘောနော်နစ်နာစေတဲ့အကြံဘာမှပြဋ္ဌာန်းထားလဲအဲ့ဒါတွေကကြည့်ရမယ်နော်အဲ့ဒါကြီးကကြည့်ရမယ်ဟုတ်ပြီအဲ့တော့410ခွန်410ခွန်ဆိုရင်3နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်2ရက်လုံးဖြစ်စေချမှတ်နိုင်တယ်နော်အဲ့တော့ဒီကာမလိမ်လည်မှုပဲဖြစ်နော်ဒီလိုငွေကြီးလိမ်လည်မှုတွေပဲဖြစ်နော်အဲ့ဒီမှာဆိုလို့ရှိရင်3နှစ်ထိထောင်ဒဏ်ဖြစ်စေဆိုတော့3နှစ်လည်းချနိုင်တယ်ပြစ်ဒဏ်နော်ထောင်ဒဏ်က3နှစ်အထိချနိုင်တယ်ဒါမှမဟုတ်ရင်ငွေဒဏ်လည်းချတယ်ထောင်ဒဏ်မချဘူးငွေဒဏ်ချရင်လည်းရတဲ့ပုံမှာနော်ဒါမှမဟုတ်ရင်ထောင်ဒဏ်ကိုငွေဒဏ်ကိုချလို့ရတယ်နော်အဲ့တော့ဒီဟာမှာဘလို့မှုတွေမှာထောင်ဒဏ်သတ်မှတ်ပါနော်ဘလို့မှုတွေမှာနော်ထောင်ဒဏ်မချဘဲနဲ့ငွေဒဏ်ပဲသတ်မှတ်မလို့ဆိုတာကတော့အမှုဖြစ်အကြောင်းချင်းအောင်ပေါ်မှာမူတည်တယ်နော်ဒါတော့တမှုနဲ့တော့မတူဘူးပေါ့ကဲဟုတ်ပြီနော်အဲ့တော့အမှုလေးတစ်ခုပြောမယ်မောင်ကန်လှမောင်ကန်လှနဲ့ပြည်ထောင်စုဆိုရှယ်လစ်သမရနိုင်ငံ1988မတာစာတော့မောင်ကန်နဲ့ဆိုရှယ်လစ်ပြည်အောင်စုဆိုရှယ်လစ်တမရမြန်မာနိုင်ငံတော့1988မတာစာတော့အနည်းလေးပြတာအဲ့ဒီမှာနော်အဲ့ဒီမှာအမျိုးသမီးကမက်စိန်တွင်မက်စိန်တွင်ခေါ်မကူရီဒီဘက်ကမောင်ကန်လှမောင်ကန်လှအဲ့ဒီမှာဆိုလို့ရှိရင်သူကကြတော့ပုံမှာ410ခွန်ရတရားဆွဲတာနော်ပုံမှာ410ခွန်ရတရားဆွဲတာတရားဆွဲတဲ့အခါမှာမောင်ကန်လှကိုတရားဆွဲတော့ဘာမှဆွဲမလို့ဘာမှဆွဲမလို့
မြို့နယ်ရုံးမှာနော်ရာဆွေချောင်းဖြစ်တဲ့အတွက်မြို့နယ်ရုံးမှာနော်မောင်ကန်ကကိုထောင်တန်း6လ plus ငွေ900နော်ငွေတန်းဒီမှာလေငွေမဆောင်ရင်ထောင်3လနော်ငွေမဆောင်ရင်ထောင်တန်းဘယ်လောက်ဆိုတော့တခါတည်းသတ်မှတ်ရသေးတယ်နော်အဲ့တော့ဒီမှုမှာ solution မောင်ကန်ကိုမူလရုံးကနေပြီးတော့ထောင်6လငွေ900ငွေရမဆောင်ထောင်ဘယ်လောက်ဆိုပြီးတော့သတ်မှတ်ထားတယ်နော်အဲ့ဒီမှုမှာအဲ့လိုသတ်မှတ်ထားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မောင်ကန်ကနေပြီးတော့ပြည်နယ်ကိုတက်လိုက်တယ်နော်ပြည်နယ်ကိုတက်လိုက်ကောပြည်နယ်ရုံးကနေပြီးတော့ထောင်တန်းကိုလွတ်ပြီးတော့900ဒဏ်ငွေ900ဆိုပြီးတော့6လထောင်တန်း6လဖြစ်တယ်အဲ့ဒီဒဏ်ငွေ900ကမတ်စိန်သွင်းကိုပေးစေဆိုပြီးတော့အမိန့်ချလိုက်တယ်နော်မတ်စိန်သွင်းပေးစေဆိုတော့အမိန့်ချလိုက်တယ်အဲ့ဒီအမိန့်ပေါ်မှာခေါနကမောင်ကန်ကမကျေနပ်ဘူးနော်သူ့ကိုငွေရန်ချမှတ်တဲ့ပေါ်မှာမကျေနပ်တဲ့အတွက်ရုံးချုပ်ကိုတတ်တာနော်ရုံးချုပ်ကိုဒီမှာသူ့ကိုထောင်ချလိုက်တယ်ထောင်တန်း6လငွေ900ချလိုက်တယ်ချလိုက်တော့သူကပြည်နယ်ကိုဘာနဲ့တက်မလို့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 အယူခံအမလေးအမားတို့အယူခံဘာဖြစ်လို့အယူခံတက်တာလဲပေးတယ်နှစ်ဖက်စစ်ပြီးသွားပြီလေနော်စစ်ဆေးပြီးသွားပြီစစ်ဆေးပြီးတော့အယူခံတက်တယ်နော်အယူခံတက်တယ်အဲ့ဒီအယူခံမှာအယူခံတက်တော့ဘယ်လောက်ချလိုက်လဲဒဏ်ငွေ900ထောင်နှံကိုဖြုတ်ပေးလိုက်တယ်ဒဏ်ငွေ900အဲ့ဒဏ်ငွေ900ကိုနော်ဒီအမှုတွေမှာနော်ငွေဒဏ်တွေချမှတ်တဲ့အခါအဲ့ငွေဒဏ်ကနော်ဒီအစိုးရကိုပေးသွင်းရတာနော်ဒီအစိုးရကိုပေးသွင်းရနိုင်ငံတော်ကိုပေးသွင်းရတာအခုသူ့ကိုဘယ်သူ့ပေးလိုက်လဲတရားလိုပေးလိုက်တယ်မူလတရားလိုပေးလိုက်တယ်နော်အဲ့တော့ तू ကမူလတရားလိုပေးလိုက်တဲ့အမိန့်ကိုလည်းမကျေနပ်ဘူးမကျေနပ်တော့ तू ကထပ်တက်တယ်ဘာနဲ့တက်မလို့ဘာနဲ့တက်မလို့ဘာနဲ့တက်မလို့ပြင်ဆင်ရာဇဝတ်ပြင်ဆင်ဘာဖြစ်လို့ရာဇဝတ်ပြင်ဆင်လို့တက်တာလဲပြောဘာလို့ရာဇဝတ်ပြင်ဆင်လို့တက်တာလဲအဲ့ဖြေမကြိုက်ဘူးဘာဖြစ်လို့ပြင်ဆင်တက်တာတော့အေးဘာဖြစ်လို့လဲရာဇဝတ်မှုတွေမှာအယူခံတစ်ချိန်ပဲရှိတယ်ခေါင်းထဲမှတ်ထားမလေးအဲ့ဖြေပဲလို့ကျင်တာလေကျွန်မတင်ထားတာအဲ့လိုဖြေလေနော်ဒီထောင်တန်း6လချတယ်ငွေ900နော်အဲ့လိုချတဲ့အပေါ်မှာတက်မယ်ဘာတက်မလဲဆိုတော့ပြင်ဆင်ဆိုတဲ့စကားကြီးကလုံးဝထွက်မလာနဲ့အခုထိတိုင်းကြီးခံနေတယ်နော်တိုင်းကြီးခံနေတယ်နောက်ခါမင်းရဲ့မဖြစ်လာနဲ့အများနဲ့ပြောပြီးသွားပြီရာဇဝတ်မှုမှာအယူခံတစ်ချိန်တရားမမှာတစ်ချိန်ခေါင်းထဲကိုရိုက်တဲ့အမားတို့ကြီးပေါ့ပါလေးတင်ပြီးရင်ပြန်တော့ပြီးရင်အဲ့ဒီစောင်းနဲ့လှည့်ကြည့်တာမဟုတ်ဘူးเนาะဆီယမပြန် live လွှင့်ထားတာလည်းပြန်ကြည့်တာမဟုတ်ဘူးအဲ့တော့ရောက်တဲ့အချိန်လေးမှာခေါင်းထဲမှာတေမှတ်เนาะပြန်တဲ့အခါမှာเนาะအကုန်လုံး short time ဆိုအိမ်ရောက်သွားတာမဟုတ်ဘူးကားစီးသွားရင်ဆီယမပြောလိုက်တယ်ရာဆွဲမှုတွေမှာเนาะအယူခံကတစ်ချိန်နဲ့ငါခေါင်းထဲမှတ်ထားမယ်နောက်ကမင်းမှတ်မိလားတရားမမှုတွေမှာနှစ်ချိန်ရှိတယ်အဲ့ဒါကြောင့်တစ်ခါတလေကြာရင်တိုင်းဒေသကြီးမှာအယူခံတင်ရင်တရားမပထမအယူခံတရားမဒုတိယအယူခံဆိုပြီးတော့ရေးရတယ်လို့ပြောသေးတယ်เนาะတရားမဒုတိယအယူခံဆိုတာကเนาะဘာအကြောင်းအရာတွေပြောရတော့ဥပဒေဆက်လက်တွေပဲပြောရတယ်เนาะပြင်ဆင်မှာဆိုလို့ရှိရင်လည်းရာဆိုပြင်ဆင်မဲ့ဖြစ်ဖြစ်တရားမပြင်ဆင်မဲ့ဖြစ်ဖြစ်ဥပဒေဆက်လက်တွေပြောရတယ်เนาะအဲ့တော့ပြင်ဆင်လို့ပဲเนาะပြင်ဆင်လို့ပဲဒုတိယအယူခံလည်းဥပဒေဆက်လက်တွေပြောရတယ်
နော်အကြောင်းချင်းရတယ်တိတ်စိတ်ဝင်စားဘူးဟုတ်ပြီနော်ဥပဒေကဘာတွေလွဲမှားနေလဲပုံမှာပြောရနော်ဆရာမအမြဲတမ်းပြောပါတယ်ဟိုဗါလေတင်ပေးနေတယ်ဆိုတော့ရွှေရှမ်းပြီးတော့လာတင်ပေးနေတာမဟုတ်ဘူးနော်ဟိုတနေ့ကနော်ဆရာမအမှုတမှုတင်လိုက်တယ်နော်အယူခံတင်တာပေါ့အယူခံမှာနော်ဟိုဥစားမှာမြို့နေရနေပြီးတော့ခရိုင်တက်တယ်နော်ဒါမှမဟုတ်ခရိုင်မှုကပြီးသွားလို့တိုင်းတက်တယ်နော်အယူခံမှုမှာလက်ခံတင်မတင်ပေးရတယ်နော်နော်လက်ခံတင်မတင်ပေးရတယ်နော်ဒါပေမဲ့တိုင်းနေမှာအယူခံတက်ရင်တော့လက်ခံတင်မတင်ပေးစရာမလိုဘူးပေါ့နော်ပေးစရာမလိုတာများတယ်ပေါ့နော်အဲ့တော့ခရိုင်နေမှာနော်တစ်ခါတလေပေးခိုင်းတယ်တစ်ခါတလေကျရင်ဒီတိုင်းလက်ခံထားရတယ်အဲ့တော့ကိုယ့်ဘက်ကနေပြီးတော့ကြိုတင်ပြင်ဆင်ထားပါဆိုပြီးတော့အမြဲတမ်းဟိုတနေ့ကဆီယမတပည့်တယောက်ပြလိုက်တယ်ဟိုရောက်တော့ပြောရှောင်လဲချက်အေးတင်ပေးထားတယ်နော်ဒီအမှုအကြောင်းအရာကိုသွားပြီးတော့ပါရာဖတ်သွားမလုပ်နဲ့အမှုကတော့ဘလို့ဖြစ်တာပါအခုဘာအကြောင်းပြချက်နဲ့ကိုကတတ်တာပါဆိုတော့နားတဲ့ကိုသူတို့ကိုခဏကပုံမြင်လေးဆန်ဆန်နော်စာချက်တဲ့ပုံစံကြီးသွားပြီးတော့ဆီယာမရှိမှသွားပြီးတော့စာပြန်နေတာမဟုတ်ဘူးနော်နားလေလို့အောင်ဒါပြီးပြောပါတယ်နော်အဲ့လိုပြောဖို့ဆိုတာမသိထားရင်မပြောနိုင်ဘူးအဲ့တော့ကိုကသိထားတယ်ဆိုလို့ရှိရင်ငါရှောက်လက်ချက်ပေးရတော့မယ်နော်ဆီယာမနားလေလို့အောင်ငါဒီမှုလေးနဲ့ပတ်သက်ပြီးတော့ဒီဖြစ်ပျက်ကလေးကိုဘလို့လေးပြောရင်ကောင်းတယ်ဒီမှာပါတဲ့အတိုင်းပြောရမယ်လို့မဆိုဘူးနားလေဖို့ပဲဒီမှုဘလို့ကြောက်တက်ရတယ်လက်ခံပေးပါဆိုတဲ့အကြောင်းနားလည်လို့အောင်ပြောရတာအဲ့တော့အမြဲတမ်းပေါ့ပေါ့တယ်လည်းမလုပ်နဲ့ကိုရှိရောက်တော့မှပြောဟဲ့ငါလည်းဘာမှမလုပ်တော့ဘူးဆိုဖြစ်နေတယ်နော်ဟိုပြောတဲ့အတိုင်းပဲလုပ်တယ်နော်တချို့ပြောနေတာဟိုတနေ့ကလည်းကြံခဲ့တဲ့တစ်ပတ်ကလည်းချက်ချင်းပြောခိုင်းတယ်နော်အဲ့ဒါကိုကသိရတဲ့အတွက်သေချာတင်ပေးလိုက်တယ်သေချာဒီလိုပြောဆိုပြီးအဆင်ပြေသွားတာနော်အဲ့တော့နောက်တစ်ခုကကျတော့အဲ့လိုပဲအယူခံတော့တက်တယ်ကွယ်တက်တဲ့အခါမှာကဲရှောက်လက်ချက်